မင်္ဂလာပါ Prime MBN Legal Solution မှာကြိုဆိုပါရစေကျွန်မကအေဒီယာထွန်းပါကျွန်မကအေးဟန်ပါဒီနေ့မှာတော့ Creative Industry ရဲ့မှာအများဆုံးဖြစ်ပေါ်နေတဲ့မေးခွန်းတစ်ခုကိုဆွေးနွေးချင်ပါတယ် Gallery သို့မဟုတ်ပကြီးပြပွဲမှာပကြီးကားကိုဓာတ်ပုံရိုက်ပြီး Facebook Instagram စတဲ့ Social Media တွေပေါ်မှာတင်ရင်တရားဝင်လား Like များရင် Monetize လုပ်ရင်ရောတရားဝင်လားဒီမေးခွန်းကို Prime MBN Legal Solution မှာရှင်းလင်းတော့အောင်ဆွေးနွေးပေးပါမယ်ဟုတ်ကဲ့ပါလူအများစုကတော့ဒီလိုထင်ကြပါတယ် gallery ထဲမှာပြထားတာပဲ public ပဲကိုယ်တိုင်ဓာတ်ပုံရိုက်ထားတာပဲ photography alarm လို့လည်းဆိုထားတယ်ဒါကြောင့် monetize လုပ်လို့ရတယ်social media မှာတင်လို့ရတယ်လို့ထင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီနည်းလမ်းကတော့ဥပဒေအရတော့ဘလို့မှမလွယ်ကူလှပါဘူးအရေးကြီးဆုံးအချက်ကပကြီးကားရဲ့ copyright ပိုင်ရှင်ကဓာတ်ပုံဆရာမဟုတ်ပါဘူးပကြီးကားရဲ့ copyright ပိုင်ရှင်ကပကြီးဆရာ artist ဖြစ်ပါတယ်တင်ပကြီးကားကိုဓာတ်ပုံရိုက်လိုက်တာနဲ့ပကြီးကားရဲ့ copyright ကိုမရပါဘူးsocial media ပေါ်မှာပကြီးကားကိုတင်တာဟာ public communication လုပ်တာပကြီးကားကို reproduction လုပ်တာဖြစ်ပြီးတော့ artist ရဲ့ economic right ကိုထိခိုက်စေနိုင်ပါတယ်သူသတိထားရမယ့်အချက်က monetization မှာ right များတာကပြဿနာမဟုတ်ပါဘူးဒါပေမဲ့ ADS revenue sponsor post paid promotion လုပ်တာနဲ့ commercial use ဖြစ်သွားနိုင်ပါတယ် artist ရဲ့ permission မရှိဘဲနဲ့ commercial သုံးမယ်ဆိုလို့ရှိရင်တော့ copyright infringement ဖြစ်နိုင်ပါတယ်ရှင် gallery ထဲမှာ photography alarm လို့ရေးထားတာကဓာတ်ပုံရိုက်ဖို့ပဲခွင့်ပြုပေးတာဖြစ်ပြီးတော့ copyright ကိုပေးလိုက်တာမဟုတ်ပါဘူးဒါကိုရှင်းလင်းစွာနားလည်ထားဖို့လိုပါမယ် photography alarm ဆိုတာနဲ့ copyright free ပေးလိုက်တယ်စိတ်တလို့သုံးလို့ရနိုင်တယ်လို့အထင်မှားနေကြပါတယ်အကောင်းဆုံးလုပ်ရမယ့်အချက်တွေက artist ကို credit ပေးရပါမယ် monetize လုပ်မယ်ဆိုရင် artist စီက permission ယူဖို့လိုအပ်ပါတယ်ရှင် commercial use အတွက်အသုံးပြုမယ်ဆိုရင် artist နဲ့ agreement လုပ်ဖို့လိုအပ်ပါတယ်မတေချာဘူးဆိုလို့ရှိရင်တော့အဝတ်ကိုအတိအကျမှထားရဲပို့ပြီးရရပါမယ်ရှင် creative industry မှာအပြန်အလှန်နားလည်မှုရှိမှလေးစားမှုရှိမှဥပဒေအရပြဿနာတွေမဖြစ်လာမှာဖြစ်ပါတယ် Your creation is our protection